မင်္ဂလာပါဗျ Traveler တို့ကိုတီယို channel ကနေပြီးတော့တဖန်ပြန်ပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်လိုပဲ MC ကို story line လေးအတိုင်းသုံးကြည့်ခြင်းတဲ့သူများရှိလားကျွန်တော်ကတော့အမြဲတမ်းစိတ်ကူးရှိတယ်ကျွန်တော်ကြိုက်ဆုံးကတော့ဒီ Pyro မထွက်ခင်ပေါ့နော် Pyro MC မထွက်ခင် Animo MC နဲ့ကျွန်တော်စော့တယ်မင်းကွာ MC ကသုံးမှမကြတာဘယ်လိုစော့လို့ရမလဲဆိုတော့သူ့အတိုင်းတာနဲ့သူပေါ့နော်ကျွန်တော်ရဲ့အာတီတာကဒီ story line လေးတိုင်းလိုက်စော့ခြင်းတဲ့အာတီတာလည်းရှိတော့ပေါ့နော်အဲဒီ MC ကိုရအောင်လုပ်ပြီးစော့တယ်ပေါ့နော်မင်းကနီမိုပြောနေရပဲတကယ်တမ်းက Pyro မထွက်ခင်က Dandro ကကောင်းတာလေးဆိုတော့မှန်တယ် Dandro က Pyro မထွက်ခင်အကောင်းဆုံးပဲပေါ့နော်အခုထိလည်း Dandro က support utility မှာအကောင်းဆုံးပဲအဲ့ထားပါတော့ကျွန်တော်တို့အခုအဓိကပြောချင်တာကဒီ MC အတွက်သူတို့က outfit ကိုထုတ်ပေးလိုက်ပြီထုတ်ပေးတာကလည်း Argon Quest ပေါ့နော်ဒီ True Moon ဆိုတဲ့ Argon Quest ပြီးတာနဲ့ free ရမှာပြောဖို့မေးတော့မလို့ဗျဒီမှာပေါ့နော်ဒီ local မှာတော့အဲ့လောက်ကြီးမဟုတ်ဘူး global မှာဆိုရင်တော့လူမင်းကကောင်းတယ်ဂီတာကကောင်းတယ်ပေါ့နော်နှစ်ခုလုံးလှပါတယ် outfit လေးတွေကနှစ်ယောက်လုံးရဲ့ outfit လေးတွေက upgrade လုပ်လိုက်သလိုပဲပေါ့နော်နှစ်ယောက်လုံးအတွက်လှတယ်ကျွန်တော်အနေနဲ့လူမင်းနဲ့အီတာဘယ်ဟာပိုကြိုက်လဲဆိုရင် story line ရဆိုရင်အီတာကိုကြိုက်ပါတယ်ဒါပေမဲ့မင်း MC ကို main ထားပြီးကိုင်ဆိုရင်တော့လူမင်းကိုကြိုက်ပါတယ်ဘာလို့ဆိုလူမင်းကပိုပြီးချစ်စရာကောင်းလို့ပါဒါဆိုရင်နှစ်ယောက်လုံးရဲ့ outfit လေးတွေကိုတွားကြည့်လိုက်ကြရအောင်outfit ရဲ့ design လေးတွေကိုပြောပြီးတဲ့နောက်ပိုင်းမှာ buff လေးတွေအကြောင်းကိုဆက်ပြောလိုက်ရအောင်ကျွန်တော်လဲစားပေါ့နော် Animo MC လောက်ထားရင်ဒီ buff ရမယ် Geo MC ဆိုဒီ buff ရမယ် Hydro MC ပြောင်းထားရင်ဒီ buff ရမယ်ပေါ့နော်ဒါပေမဲ့စာလေးကိုတခြားဖတ်ကြည့်တဲ့အခါမှာ every element they have resonated with ဆိုတော့သူကresonated လုပ်ဖူးတဲ့ element မှန်သမျှရဲ့ buff တွေစုရမယ်သဘောမျိုးရေးထားတာပေါ့နော်အဲ့လောက်ထိဟိုယူကသဘောကောင်းမလားတော့မသိပေမဲ့အခုသူပြောထားတဲ့ buff တွေအကုန်လုံးကိုတစ်ချိန်နဲ့ရမယ်ဆိုရင်တော့အတော်ကိုတန်ဖိုးရှိမှာပေါ့နော်စုရခဲ့မယ်မဟုတ်ဘူးဆိုရင် element တစ်ခုချင်းစီရဲ့ buff တွေကိုလိုက်ကြည့်လိုက်ရအောင် Animo ဆိုရင် crit rate 10% တက်မယ်ဒါကောင်းတဲ့ buff တစ်ခုပဲပေါ့နော် Geo ဆိုရင်တော့ defense တက်မယ်ဒါကြီးကတော်တော်ဘလူးကြီးလည်းမသိဘူးပေါ့နော်ဘလူးကြီးလည်းမသိဘူးဆိုတာလေ Geo ရဲ့ buff ရော E-scale ရောက attack ပေါ်မူတည်ရပေါ့ကျွန်တော်သိသလောက်ပေါ့နော် defense ကိုတိုးပေးတယ်ဆိုတော့သူခါကလုံးဝမဆိုင်တယ်လို့ပဲရှောင်ရဲ့ C4 လို့ပဲပေါ့နော် attack ကို plank လုပ်တဲ့ character မှာ C4 မှာ defense တက်ထားသလိုပဲပေါ့နော် GOMC ကို Abeldo 0နဲ့ဒီ Z-Bane တို့နဲ့မှားသွားသလားတော့မသိဘူးပေါ့ဟုတ်ပါပြီစာရှင်းပြဆိုရင်တော့မကျေနပ်တာပဲကျွန်တော်များနေတယ်ကဲကျွန်တော်အကြောင်းပြန်ဆက်ပါမယ် Electro MC ပေါ့နော် Energy Recharge တက်မယ်ဒါကောင်းတယ် Dandro MC မှာ Elemental Mastery တက်မယ်ဒါလည်းလွန်ကောင်းတယ်ပေါ့နော် Hydro MC မှာလည်း HP တက်မယ်ဒါကလည်းတစ်မျိုးပဲပေါ့နော် Hydro MC ကလည်း HP ပုံ scaling လုပ်တယ်လို့ကျွန်တော်မသိထားဘူးပေါ့နော်ကျွန်တော်မသိရလည်းဖြစ်နိုင်တယ်ပြီးတော့ Ting ကိုတက်ပြီးမယ်ဆိုရင်တော့ကျွန်တော်ကြိုက်တယ် Pyro MC တက်မယ်ကောင်းတယ် Cryo MC crit damage တက်မယ်ဒါကြီးကတော့အလွန်ကောင်းတယ်ပေါ့နော် Ting ကိုတောင်မှကျွန်တော်ကြိုပြီးဖွဲ့ပြီးသွားပြီပေါ့နော် Cryo MC ချန်ယုံရေခဲချောင်းလေးပေါ့ပြီးရင် Jurin ပြီးရင် Force Slot က Flash Spot ပေါ့အဲ့မှာလောလောလတ်ထွက်ထားတဲ့ buffer ထည့်မယ်ပေါ့ဒါလေးကတော့final topic ပေါ့နော်လင်းရွေပွဲတော်မှာယူခိုင်းမယ်လီရွေ character တွေပေါ့နော် 4 star character တွေကဲရေဘူးအားဖြင့်ပြောကွာဒီထဲကတကောင်ပဲပြောဘယ်သူ့ကိုရွေးရမလဲဆိုရင်တော့ဇင်ချူရှည်ဆုံးကကောင်ပေါ့နော်သူ့ကိုရွေးတင်ဆုံးပဲအရဲလည်းမပေါ်ခင်သူက hydroplane ကောင်းဆုံးပဲပေါ့နော်နောက်တစ်ယောက်ကတော့ Garmin ပေါ့နော်သူက planche attack ကြိုက်တဲ့သူတွေရွေးတင်တယ် DPS အဖြစ်ဆော့လို့ရတယ်ပေါ့နော်နောက်တစ်ယောက်ကတော့ old school မမကြီးဘေဒိုပေါ့နော်ရိုးရိုးကစားကွက်တွေပြင်းနေကွာဆိုရင်အရင် old player တွေကတော့ဘေဒိုအကြိုက်ဆုံးပဲသူက counter attack မှာ꿰မယ်နောက်တစ်ယောက်ကတော့ Chen Yun ရေခဲချောင်းလေးပေါ့နော်ကျွန်တော်ကြိုက်ဆုံးကသူ့ရဲ့ E-scale ပဲဘယ်သူမဆို cryo infusion ပေးတယ် cryo MC စဆော့လို့ရပြီဆိုရင်သူနဲ့ကျွန်တော်ပထမဆုံးတွဲမှာနောက်တစ်ယောက်ကတော့ Lanyan ပေါ့နော် Lanyan ကတော့ Animo ရှိပေါ့ရှိရမှာတော့ကျွန်တော်ကပေါ့နော်လီလာရဲ့ကီယာရဲ့အကြိုက်ဆုံးပဲနောက်တစ်ယောက်ကတော့ Ningguang ပေါ့နော်ဘလို့လူတွေရွေးတင်လဲဆိုတော့ကိုက Ningguang လဲဆော့ချင်တယ်ဆိုရင် C0 ရှိပြီးသားဆိုရင် C1 အတွက်ရွေးတင်တယ်ဘာလို့ဆို AOE damage ပေးတယ် C6 မှာတော့ DPS ပိုဆော့လို့ကောင်းတယ်ဒါပေမဲ့ C1 ဆိုရင်နည်းနည်းဆော့လို့ရပါပြီ C0 ဖြစ်တော့တွားရွေးရင်တော့တိတ်ကောင်းတဲ့ရွေးချယ်မှုတွေတော့မပါဘူးပေါ့နော်ဒါတော့ကိုယ့်သဘောပါနောက်တစ်ခုကရှန်လင်းပေါ့နော် Amazing ချိုးကြရွေးခိုင်းတယ်ရှန်လင်းကြဘာလို့မရွေးခိုင်းတာလဲဆိုတော့ Abyss Flow မှာပေးလို့ C0 တင်လုံလောက်နေပြီပေါ့သူက C0 တင် over power ဖြစ်တယ်ပိုကောင်းချင်ရင်တော့ C2 တို့ C4 တို့ထိ
လိုရရင်တော့ပိုကောင်းတာပေါ့နောက်တစ်ယောက်ကရာအောင်သူ့ကို C0 ရှိပြီးသားဆိုရင်တော့မယူနဲ့တကယ်လို့မရှိသေးဘူးဆိုတော့ယူဘာလို့ဆိုတော့သူ့ရဲ့ outfit လဲလာမှာဆိုတော့ C0 ရှိပြီးသားဆိုရင်တော့မယူပါနဲ့သူ့ရဲ့ constellation တွေကအရန်ကြီးကောင်းနေတယ်တော့မပါဘူးပြီးတော့ရန်ဖိန်းပေါ့နော်ရန်ဖိန်းကလည်းသူ့ရဲ့ attack style ကြိုက်လို့ရှိရင်ယူပါသူလည်း single target ပုံစံပိုပေါက်တော့ abyss flow မှာတော့အရန်ကြီးအသုံးဝင်နေလို့မဟုတ်ဘူးပေါ့နော်နောက်တစ်ရက်ကတော့ရန်ဂျင်းပေါ့နော်ရန်ဂျင်းကိုတော့ဟိုကယူမီယာတို့လို့ normal attack ကိုပေါ့နော်ပုံမြန်ခြင်းနဲ့ character တွေရှိရင်တော့ရန်ဂျင်းကိုရွေးပေါ့ C0 နဲ့တင်လုံလောက်ပါတယ်နောက်တစ်ခုကတော့ဇင်ယန်ပေါ့နော်သူ့ကိုတော့လူတွေကတိတ်မကြိုက်ကြပါဘူးဘာလို့မကြိုက်ကြလဲဆိုတော့သူ့ရဲ့ဟိုပေါ့နော် constellation ရောအကုန်လုံးက physical DPS ကိုsupport ပေးတဲ့ပုံစံမျိုးပေါ့တိကျတဲ့အတိုင်းဂန်ရှင်းက physical ကိုပြစ်ထားတာလေးကြာပါပြီပြန် buff ပေးဖို့ကလည်းပေါ့နော်သူမစီက reply ကိုမျှော်လင့်သလိုပဲပေါ့နော်ပထမစောင့်ရတာကြာမယ်ပေါ့နော်စောင့်ရတာကြာလို့တေချာပြန်ပြီးတော့ reply မှလာဆိုတော့လေအဲ့လိုလည်းမတေချာပြန်ဘူးပေါ့စတာပါဗျဟုတ်ကဲ့ဒါကတော့ traveler outfit နဲ့ဒီ 4 star ဘာတွေရွေးတင်လဲဆိုတာကိုအကြမ်းမြင်ပြောသွားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ကြာရင် like and subscribe လေးလုပ်ပေးကြပါအောင်ကြည့်ရှုပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ဗျမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ